အားလုံးပဲမင်္ဂလာပါရှင်ညီမတော့ SME Intellect ရဲ့ Business Advisor A Indra တော့ပဲဖြစ်ပါတယ်ရှင်တော်ဒီနေ့မိတ်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ CRM module ကို Odoo မှာဘယ်လိုမျိုးလေးတွေအသုံးပြုလို့ရမလဲဆိုတဲ့ဟာလေးတွေကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်CRM ဆိုတာကတော့အကုန်လုံးသိထားပြီးသားပါပဲကိုလုပ်ငန်းရဲ့တကယ်အဓိကဖြစ်တဲ့ customer ရဲ့ information တွေကိုတနေရာထဲမှာတင်ထားပေးတဲ့ system တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ Odoo ရဲ့ CRM မှာဆိုလို့ရှိရင်ရောကိုလုပ်ငန်းအတွက်ဘယ်လိုအကျိုးကျေးဇူးလေးတွေရသွားမလဲဘယ်လိုမျိုးလေးသုံးဝင်မလဲဆိုတဲ့ဟာကိုညီမဒီဗီဒီယိုလေးတွေမှာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ CRM module လေးထဲမှာဘာလေးတွေပါမလဲဆိုတဲ့ဟာကိုညီမတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်CRM module လေးရောက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုယ့်ရဲ့ status လေးတွေကပဲအစိမ့်မှရောက်နေပြီလဲဆိုတဲ့ဟာလေးတွေကိုမြင်ရမှာပဲဖြစ်တယ်ပေါ့နော်Okay ဒီမှာဆိုလို့ရှိရင်တော့ new ရှိမယ် qualify ရှိမယ် proposition ရှိမယ် warm ရှိမယ်ဆိုပြီးတော့ဒါကတော့ဒီမှာဒါမှတ်ထားတဲ့ဟာလေးပေါ့နော်ဒါကိုယ့်ရဲ့ဘယ်အဆင့်ကိုဘယ် status ကိုရောက်နေပြီလဲဆိုတဲ့ဟာလေးတွေကိုဒါမြင်ရမယ့်ဟာလေးပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါညီမကြည့်နေတဲ့ဟာကတော့ဒါကတော့ campaign view နဲ့ကြည့်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် campaign view ရှိမယ်ဒါဆိုလို့ရှိရင် list view ရှိမယ်ပေါ့နော် list view ဆိုလို့ရှိရင်လည်းဒါကိုကဒီ list အနေနဲ့မြင်ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် calendar ရှိမယ်ကိုကအကြိမ်မြန် Python နဲ့ကြည့်ချင်တာဆိုလို့ရှိရင်လည်းဒါ Python နဲ့မြင်ရမယ်ပေါ့နော်ဒါသူကတော့အမျိုးမျိုးကြည့်လို့ရတယ်ပေါ့နော်ညီမတို့ကတော့ညီမကဒီထဲမှာတော့ campaign နဲ့ပဲတစ်ချက်ပြလာပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကစပြီးတော့ customer createစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ new ဆိုတဲ့ button လေးရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ညီမတို့က new ကိုခေါ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုး box လေးတစ်ခုကျလာမယ်ပေါ့နော်အဲ့ဒီ box လေးထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ customer ရဲ့ name ကိုဒီထဲမှာ information တွေကိုလာပြီးတော့မှတ်ထားမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့A ဆိုတဲ့ customer ပေါ့နော်ဒါဆိုလို့ရှိရင်ညီမ A ကိုA ကမှတ်ထားပေးတာဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်ညီမအနေနဲ့အခု customer တယောက်ကိုဒါမှတ်လိုက်မယ်ပေါ့နော်မှတ်လိုက်မယ်ဆိုလို့ရှိရင်တူဆိုတဲ့ customer တယောက်ကိုညီမ create လုပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့list တစ်ခုကိုညီမတို့ဒါအပ်လိုက်ပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးမြင်ရမယ်တူဆိုပြီးတော့ဒါမြင်ရလိမ့်မယ်ပေါ့နော်အဲ့ဟာကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဘာတွေတွေ့ရမလဲဆိုတော့ဒါသူ့ရဲ့ opportunity သူ့ရဲ့ contact လေးပါမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် contact ပါမယ် email ပါမယ် phone number ပါမယ်ပြီးတော့လို့ရှိရင်ဒါ sales person ဒီ customer ကိုဘယ် sales person ကနေပြီးတော့ရောင်းထားရလဲဆိုတဲ့ဟာမျိုးပါမယ်ပေါ့နော်ဒီ sales person ကတော့ဒါတော့ကိုကညီမပြောတဲ့ကြောင့်မို့လို့တော်တော်ဆိုပြီးတော့ခါလေးပေါ်နေတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုကဟုတ်ပြီဒီ customer ကိုဘယ်ရက်မှာတော့ငါတို့ကexpected closing အနေနဲ့ဒီ customer ကိုပိတ်မှာလဲဆိုတဲ့ဟာကိုလည်းဒီထဲမှာသွားပြီးတော့ expected timeline အနေနဲ့လည်းသွားပြီးတော့ထည့်ထားလို့ရတယ်ပေါ့နော်ပုံမှာမေ25ပါလို့ရှိရင်ဒီ customer ကို close လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ customer ကမေ25ရောက်လို့ရှိရင်ဒါ close ဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းထပ်ပြီးတော့ကိုကတက်ကလေးတွေခွဲထားလို့ရတယ်ပေါ့နော်ဒီတက်ကလေးတွေမှာဆိုလို့ရှိရင်လည်းဒီမှာပေါ်ပြထားတဲ့အတိုင်းပဲကိုရဲ့ဒီ opportunity တွေမှာဒါကတော့ဘယ်အတွက်လဲပေါ့နော်ကိုယ့်ရဲ့ service industry အတွက်ကိုပေးချင်တာမျိုးလားဘယ် training အတွက်လားဆိုတဲ့ဟာမျိုးလေးတွေကိုဒီမှာကိုကမှတ်သွားလို့ရတယ်ပေါ့နော်ဒီလိုလေးမှတ်ထားလို့ရမယ်ဒီမှာဆိုလို့ရှိရင်လေကိုကအဲ့ဒီ customer နဲ့ကိုနဲ့ကဘာတွေပြောထားခဲ့တာလဲပေါ့နော်ကိုယ့်ရဲ့ဒီဖုန်းပြောတဲ့အခါမှာပြောတဲ့ minutes တွေကိုလည်းမှတ်ထားလို့ရတယ်လို့မျိုး meeting တစ်ခုတွေ့ခဲ့တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီ meeting မှာရေးခဲ့တဲ့ meeting notes တွေကိုလည်းဒီ notes တွေမှာလာပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်ဥပမာသူနဲ့ကိုနဲ့ကတော့ဒါစကားတွေပြောခဲ့ကြတယ်ပေါ့နော်ဒါလေးကိုလည်းဒီထဲမှာမှတ်ထားခဲ့လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာမှတ်လိုက်ပြီဆိုလို့ရှိရင်တော့ဘယ်ဖြစ်သွားမလဲဆိုတော့ဒီမျိုးလေးတစ်ခါတည်းပေါ်သွားမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်နောက်ထပ်တခြားလူကကိုယ့်ရဲ့ဒီ CRM ကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့မှပဲဟုတ်ပြီဒီ customer ကတော့ဘယ်နေ့ကတော့စပြီးတော့create လုပ်လိုက်တယ်ဆိုတဲ့ဟာလေးကိုလည်းဒီမှာမြင်ရမယ်အဲ့တော့ဘယ်နေ့ကဒီ customer နဲ့သွားပြီးတော့တွေ့ခဲ့တယ်ဘယ်နေ့မှာတော့သူနဲ့ပြောခဲ့တယ်ပြောလို့ရှိရင် तू ကဘာတွေလိုချင်တယ်ဆိုတဲ့ဟာတွေကိုဒီထဲမှာတစ်ခါတည်းမြင်ရမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ခုနကဆိုရင်ဒီလို contact မှတ်ထားခဲ့တယ်ပေါ့အဲ့ဒီ contact ပေးရမှာဆိုလို့ရှိရင်ဒီမှာမြားလေးရှိတယ်ပေါ့နော်အဲ့ဒီမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင် तू ကိုတွေ့မယ်ပေါ့နော် तू က company ရဲ့ employer ဆိုလို့ရှိရင် company ရဲ့ employer ဆိုလို့ရှိရင်လည်း company ရဲ့ employer ပေါ့နော်ဒီထဲမှာတစ်ခါတည်းမှတ်သွားလိုက်မယ်ငါဆိုလို့ရှိရင်သူက company ရဲ့ employer သူ့ရဲ့ email ကဘာလေးဖြစ်မလဲပေါ့နော်အဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ email လေးကိုတစ်ချက်ထည့်မယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ phone number လေးကိုထည့်မယ်ပေါ့နော်ဒီလို phone number လေးထည့်မယ်အဲ့ဒါပြီးတော့လို့ရှိရင်သူ့ရဲ့ address ကိုထည့်မယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ address တွေဒါကကိုယ့် employee ရဲ့ company ရဲ့လိပ်စာထည့်ရလို့လည်းရတယ်ပေါ့နော် company ရဲ့လိပ်စာကိုထည့်ထားလိုက်မယ်ဆိုလို့ရှိရင်ဒါမြင်ရလိမ့်မယ်ဒါဆိုလို့ရှိရင်ပုံမှာထားပါဒီကတော့ရန်ကုန်ဆိုတဲ့အတွက်ကြောင့်မလို့ညီမရန်ကုန်မြန်မာပေါ့နော်မြန်မာအနေနဲ့ညီမလာမှတ်လိုက်မယ်city မှာဆိုလို့ရှိရင်တော့ရန်ကုန်ပေါ့နော်ရန်ကုန်ဆိုတဲ့ဟာလေးကိုတစ်ချက်မှတ်လိုက်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့ဒါက customer ရဲ့
information လေးကိုဒီမှာချက်မှတ်ထားတာဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်အဲ့ဒီမှာထပ်ပြီးတော့ကိုကအဲ့တော့ထပ်ပြီးတော့မှတ်ချင်တာမျိုးဒီမှတ်ချင်တာမျိုးဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီမှာ job position ပေါ့ဥပမာသူကတော့ company ရဲ့ employer ဟုတ်တယ်ဒါပေမဲ့ company ရဲ့သူကတော့ manager လား director လား CEO လားဆိုတဲ့အသေးစိတ်ကအစဒီဘက်မှာပတ်လို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်သူတို့ရဲ့ company ကအကယ်၍ website ရှိလို့ရှိရင်လည်း company ရဲ့ website ကိုဒီမှာလာပြီးထည့်ထားလို့ရတယ်ခုနပြောခဲ့တဲ့ tag ပေါ့နော် tag ဆိုလို့ရှိရင်လည်းဟုတ်ပြီသူကကို company ရဲ့ဘယ်အနေနဲ့ category လို့လည်းပြောလို့ရတယ်ပေါ့နော်ဘယ်အနေနဲ့ထားချင်တာမျိုးလဲပေါ့ကိုယ့်ရဲ့ VIP customer လားဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ gold partner လား blue partner လဲကိုယ့်ရဲ့ level ကိုလည်းဒီထဲမှာလာပြီးတော့ tag မှာလာပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှဒီ company ရဲ့ထပ်ပြီးတော့ပေါ့နော် contact ထပ်ပြီးတော့မှတ်ချင်တာမျိုးဆိုလို့ရှိရင်ညီမတို့ဒီမှာထပ်ပြီးတော့ contact ထပ်မှတ်လို့ရတယ်ပေါ့နော် related contact ဆိုတဲ့နေရာမှာအဲ့အတွက်ဆိုလို့ရှိရင်ဒါ contact အတွက်ကိုမှတ်ချင်တာမျိုးလားဒါမှမဟုတ်လို့ရှိရင် invoice အတွက်ကိုမှတ်ချင်တာမျိုးလား delivery ပို့တဲ့အတွက်ကိုမှတ်ချင်တာမျိုးလားဒါမှမဟုတ်လို့ရှိရင်တခြားအားသားဘာတွေထပ်ပြီးတော့လုပ်ချင်တာမျိုးလဲပေါ့နော်လုပ်ချင်တာအတွက်မှတ်ထားလို့ရတယ်ပေါ့နော်ဥပမာဟုတ်ပြီ contact attack ဆိုလို့ရှိရင်ညီမတို့ထပ်ပြီးတော့ contact တစ်ခုထပ်မှတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စင်ဆိုတဲ့ company ဝန်ထမ်းတယောက်ကိုထပ်ပြီးတော့မှတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ email လေးပါမယ်ဖေးတော့ဟုတ်ပြီသူ့ရဲ့ phone number ပါမယ်ပေါ့နော်ခုနကတော့အတိုင်းပဲသူ့ရဲ့ phone number လေးတွေကိုညီမတို့ထည့်လိုက်မယ်အဲ့မှာစင်ကရော company ရဲ့ပါလဲပေါ့နော်ဒီလိုမျိုးကိုက CEO လား manager လားဆိုတဲ့ဟာမျိုးလေးတွေကိုဒီမှာတစ်ခါထည့်သွားလို့ရတယ်အဲ့ဒီကနေပြီးတော့မှဟုတ်ပြီ sync အတွက်ကို notes လေးတွေမှတ်ထားချင်တာရှိတယ်ဆိုလို့ရှိရင်လည်းဒီချက်မှာလာပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မှတ်ပြီးပြီဆိုလို့ရှိရင်တော့ save and close လေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာတော့တဲ့ contact တစ်ခုကိုမှတ်ထားပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးပဲထပ်ပြီးတော့မှတ်ချင်တာမျိုးရှိလို့ရှိရင်လည်းဒီဘက်မှာတစ်ခါလေးလာပြီးတော့မှတ်လို့ရတယ်ပေါ့နော်ဒီမှာ notes တွေဆိုလို့ရှိရင်လည်းဒီမှာလာပြီးတော့ထပ်ပြီးတော့မှတ်ထားလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးလေးတွေကိုကထပ်ပြီးတော့ addition ထပ်ပြောချင်တာမျိုးတွေရှိလဲဆိုတဲ့ဟာလေးဒီမှာလာပြီးမှတ်ထားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီထဲမှာရောကိုကထပ်ပြီးတော့ follower လိုက်ချင်တာမျိုးတွေရှိတယ်ဆိုလို့ရှိရင်လည်းဒီမှာ activity ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒီ activity ဆိုတဲ့ဟာလေးဆိုလို့ရှိရင်တော့ဒီ 22အဲ့ 22ထဲမှာဘာလုပ်ဖို့ရှိရလဲပေါ့ကိုကသူ့ကိုဖုန်းဆက်ဖို့ရှိရလားဆိုလို့ရှိရင် call ဆိုတဲ့ဟာလေးနဲ့လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်နေ့မှာတော့သူ့ကိုဖုန်းပြန်ပြီးတော့ခေါ်မှာလဲဖုန်းပြန်ပြီးတော့ support တွေရှိရတယ်ပေါ့နော်ဥပမာ15ရက်နေ့ဆိုလို့ရှိရင်ညီမ15ရက်နေ့ဆိုတဲ့ဟာလေးကိုမှတ်လို့ရပြီအဲ့လိုဆိုလို့ရှိရင်ပြီးတော့လို့ရှိရင်ဒါ save ဆိုတဲ့ဟာလေးမှတ်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေး log လေးတစ်ခါတည်းသူကပေါ်သွားမယ်ပေါ့နော်နောက်တစ်နေ့ရက်နေလို့ရှိရင်တော့ဒီ customer ကိုဖုန်းခေါ်ဖို့ရှိတယ်ဆိုတဲ့ဟာလေးကိုဒီ activities တွေထဲမှာဒါမြင်ရမှာပဲဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းမြင်ရလိမ့်မယ်ဒါဆိုလို့ရှိရင်ညီမတို့ဒီဘက်ကိုပြန်ပြီးတော့တွားမယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လည်းဒီမှာအပေါ်မှာ button လေးတွေမြင်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် meeting တွေကိုအကိုကနေပြီးတော့ဒီ CRM နဲ့ကနေပြီးတော့ပဲ customer ကို meeting invitation လဲကိုဖိုင်လို့ရတယ်ပေါ့နော်ဒီမှာ meeting ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်နေ့မှာmeeting လုပ်ချင်တာမျိုးလဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းဒီမှာ new button လေးကိုနှိပ်လိုက်မယ်အဲ့ဒီကနေပြီးတော့မှကိုကဘယ်နေ့မှာတော့ meeting လုပ်ချင်တာဆိုတဲ့ဟာလေးကိုမှတ်လို့ရတယ်ပေါ့နော်ဟိုမှာ15ရက်နေ့ပေါ့နော်15ရက်နေ့ကိုဒီမှာမနက်7:00 နာရီကနေပြီးတော့နေ့လယ်12:00 နာရီအထိပေါ့နော်12:00 နာရီအထိညီမတို့မှတ်လိုက်မယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီမှာမြင်ရလိမ့်မယ်သူရဲ့ meeting hour လေးကတော့1 နာရီဆိုတဲ့ဟာလေးကိုမြင်ရမယ်ပေါ့နော်အဲ့ဒီမှာ location ကဘာမှလုပ်ချင်တာလဲပေါ့နော် online မှာလုပ်ချင်တာမျိုးလားအဲ့ဒါဆိုလို့ရှိရင်တော့ online meeting ဆိုတဲ့ဟာလေးကိုညီမတို့မှတ်ထားလို့ရတယ်ပေါ့နော် online meeting လားအဲ့ဒါဆိုလို့ရှိရင်ဒီထဲမှာပဲညီမတို့ဒီ video auto meeting နဲ့ပဲတစ်ခါတည်းတန်းပြီးတော့တင်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တစ်ခါတည်းသွားပြီးတော့သူကauto နဲ့ချိန်တာauto နဲ့က Google ကချိန်တာတော့မလို့ Gmail မှာတစ်ခါတည်းသွားပြီးတော့တစ်ခါတည်းတန်းပေါ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ video link လေးကလည်းတစ်ခါတည်း auto ပေါ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုမှကိုကဒီမှာ backup တွေကိုကိုကခေါ်ချင်တာမျိုးလဲထပ်ပြီးတော့ဘယ်သူတွေက meeting ထဲမှာပါအောင်မှာလဲပေါ့အဲ့ဒါလေးကိုလည်းကိုယ့်ရဲ့ attendance တွေကိုလည်းဒီထဲမှာလာပြီးတော့မှတ်ထားလို့ရခေါ်လို့ရတယ်ပေါ့နော် invite ကိုတစ်ခါတန်းပြီးတော့calendar invitation ကိုတစ်ခါတန်းပြီးတော့ဒီကနေပြီးတော့ပဲပို့လို့ရတယ်ပေါ့နော်ဟိုမှာဒီ employer ပါမယ်တူပါမယ်စင်ပါမယ်ပေါ့နော်ဒီထဲမှာသူ့ရဲ့ related လူတွေပါမယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ဒီမှာဒါလေးတွေမြင်ရမယ်ပေါ့နော်မေလ15ရက်နေ့မှာနေ့လယ်7:00 နာရီကနေပြီးတော့12:00 နာရီအထိ1 နာရီ meeting ရှိတယ်ဆိုတဲ့ဟာလေးကိုဒီထဲမှာခါရဲမှတ်ထားလို့ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကိုက email တွေကနေပြီးတော့လဲတွားပြီးတော့ပို့စရာမလိုတော့ဘူးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုကထပ်ပြီးတော့ပဲဒီကနေပြီးတော့မြန် email ပို့ချင်တာဆိုလို့ရှိရင်လည်းဒီကနေ email ပို့လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် detail လေးတွေပါလာမယ်ဘယ်နေ့မှာဘယ်အချိန်မှာ
ဒီမှာတော့ online meeting လုပ်မယ်ငါတို့ဘာနဲ့ audio နဲ့လုပ်မယ်ဆိုတဲ့ဟာမျိုးကိုဒီမှာတစ်ခါတည်းမြင်ထားပြီးသားဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ကိုကဘယ်သူတွေကိုပို့မယ်ဆိုတဲ့ဟာလေးလေဒီထဲမှာတစ်ခါတည်းပါထားပြီးသားပဲပေါ့နော်ဒါမျိုးလေးလည်းတစ်ခါတည်းပို့လို့ရတယ်ပေါ့အဲ့လိုမျိုး email ပို့တဲ့အခါမှာဆိုလို့ရှိရင်လည်းကိုက AI နဲ့ပို့ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ AI ပါပြီးသားတဲ့ကြောင့်မို့လို့ auto က AI ကိုအသုံးပြုပြီးတော့လည်း email ပို့ချင်ရင်လည်းပို့လို့ရတယ်ပေါ့နော်ဒါလေးကတော့CRM နဲ့မှာပဲညီမတို့ကမေလ15ရက်နေ့မှာemail ရှိတယ်ဆိုတာinvitation လေးရှိတယ်ဆိုတဲ့ဟာလေးကိုညီမတို့ဒီမှာတစ်ခါတည်းမှတ်ထားပြီးသားဖြစ်တယ်ပေါ့နော် meeting လေးရှိတယ်ဆိုတဲ့ဟာလေးကိုအဲ့လိုဆိုလို့ရှိရင်လည်းဒီမှာသွားပြီးတော့ button လေးကမြင်ရမယ်ပေါ့နော်မေလ15ရက်နေ့မှာနောက်တဲ့ meeting တစ်ခုရှိတယ်ဆိုတဲ့ဟာလေးကိုဒီမှာမြင်ရမှာပဲဖြစ်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါတူရဲ့တူကိုညီမတို့ဒါ list customer ထဲမှာညီမတို့ထည့်ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှတူကproposal ဒါကိုအတွက်ကို qualify ဖြစ်တယ်ဆိုလို့ရှိရင်လည်း status ကိုအလွယ်တကူပဲဒီလိုလေးပဲဆွဲပြီးတော့ရွှေ့သွားလို့ရတယ်ပေါ့နော်လို့ဆိုလို့ရှိရင်မျိုးကနေပြီးတော့ qualify ဖြစ်သွားမယ်ပေါ့အဲ့ဒီ qualify ကနေပြီးတော့မှသူ့ကိုက proposal တွေquotation တွေဒီလိုမျိုးတွေပြင်ထားပြီးသွားပြီကိုကသူ့အတွက်ကိုမှတကယ်ကိုဘယ်လိုပြောရမလဲ focus ရှိတယ်ပေါ့နော်အဲ့လိုရှိတယ်ဆိုလို့ရှိရင်ဒါ proposition နဲ့ကိုညီမတို့ရွှေ့လို့ရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှ sales close ဖြစ်သွားပြီဆိုလို့ရှိရင်တော့ one back ကိုရွှေ့လို့ရတယ်ဒီလိုဆိုလို့ရှိရင်တော့ဒါလေးဒီလိုမျိုးလေး pattern လေးပေါ်လာမယ်ပေါ့နော်ဒါ you close this customer ဆိုတဲ့ဟာမျိုးလေးပေါ့နော်ဒါမျိုးဒါဆိုလို့ရှိရင်တော့ဒါကဒီ customer ကိုညီမတို့ day ဖြစ်သွားပြီပေါ့ဒါမျိုးလေးပေါ့နော်အဲ့ဒါမျိုးဒါကတော့ကိုယ့်ရဲ့ customer က day ဖြစ်သွားတဲ့ဟာပေါ့အဲ့လိုမှမဟုတ်ဘူးကိုယ့် customer ကတော့ကိုယ်နဲ့ကအဆင်မပြေဘူးဝုန်းမဖြစ်ဘူးဒီ customer ကတော့ဆက်တွေ့တာကြာပြီဆိုလို့ရှိရင်ကိုက customer ကို loss တင်းမှာလည်းတွားပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် loss ကဘာဖြစ်လို့လဲပေါ့နော်ဒါမှဆိုလို့ရှိရင်ကိုယ့်ရဲ့ဟာကဈေးရမ်းကြီးနေလို့လားဒါမှမဟုတ်လို့ရှိရင်ပဲဒီဟာသုံးဖို့အတွက်ကိုပဲအဆင်မပြေလို့လားဆိုတဲ့ဟာမျိုးပေါ့နော်ဒီလိုမျိုးလေးကိုက reason တစ်ခုပေးပြီးတော့အဲ့လိုရှိရင်လည်းဒါ loss အနေနဲ့ဒီမှာ loss ဆိုပြီးတော့ခါရတန်ပြီးတော့ကြာသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုက patient လေးမဲ့ကိုရဲ့big customer ကတော့ loss ဖြစ်နေတယ် big customer ကတော့ fail ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးကိုwin ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးကိုဒီမှာမြင်ရမယ်ပေါ့နော်တကူကတော့ဒီကိုကနေပြီးတော့ management ကနေပြီးတော့ကြည့်မယ် report ပေါ့နော် report တွေကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာကိုက big customer ကတော့ focus ရှိနေတယ်ပေါ့နော်ရှိနေဆိုလို့ရှိရင်ဒီမှာမြင်ရလိမ့်မယ်ကိုရဲ့ဟုတ်ပြီဒီမေလမှာဆိုလို့ရှိရင်ဒီ customer ကတော့ focus တွေမှာဆိုလို့ရှိရင်ဒါတူဆိုလို့ရှိရင်ဒါဝန်ဖြစ်သွားပြီဆိုတဲ့ဟာမျိုးကိုမြင်ရမယ်ပေါ့နော်ဒါ focus တွေမှာရှိရတယ်ပေါ့ဥပမာ activities တွေပေါ့ activity days မှာဆိုလို့ရှိရင်ရောဘယ်လိုမျိုးလေးတွေမြင်ရမလဲပေါ့နော်ဒါညီမတို့မှတ်ထားတဲ့ကြောင့်မို့ဒီထဲမှာမမြင်နေရတာပေါ့နော်ကိုက activity တွေကိုအကယ်၍မှတ်ထားခဲ့မယ်ဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင်လည်းဒါမြင်နေရမယ်ပေါ့နော်ကိုယ့်ရဲ့ activity တွေမှာဘာလုပ်ဖို့ရှိရလဲဆိုတဲ့ဟာမျိုးပေါ့ဒါကတော့ pipeline ပေါ့pipeline နဲ့မှာဆိုလို့ရှိရင်လည်းကြီးတဲ့ဟာမှာဆိုလို့ရှိရင်ဒါကတော့ graph နဲ့ကြီးရတာပေါ့နော်အကယ်၍ကိုက pipeline နဲ့ကြီးမှဆိုလို့ရှိရင်လည်းဒါ pipeline နဲ့မြင်ရမယ်ပေါ့နော် new ထဲမှာဆိုလို့ရှိရင် new ထဲမှာကိုကဟုတ်ပြီ sales person နဲ့ကြည့်ပါလားsales person နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါတော်ပေါ့နော်တော့ဆိုလို့ရှိရင်ဒီမေလာတက်ကိုသူဘယ်နှစ်ယောက်ကိုသူဝန်ဖြစ်ထားခဲ့ပြီလဲဆိုတဲ့ဟာမျိုးကိုဒီမှာမြင်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါပိုင်ဘောနဲ့ကိုကတော့ပိုင်ဘောကတော့အလွယ်တကူကြည့်လို့ရမယ်ပေါ့နော်။မှာဆိုလို့ရှိရင် report မှာဆိုလို့ရှိရင်ကိုက city မှာထားခဲ့လို့ရှိရင်လည်း city ကိုတစ်ခါလေးကြည့်လို့ရတယ်ပေါ့နော်။ရန်ကုန်နဲ့လားမန္တလေးနဲ့လားဆိုတဲ့ဟာမျိုးတစ်ခါလေးတန်းပြီးတော့မြင်ရတာမျိုးပေါ့သူကကြတော့လေဒါမျိုးလေးတွေပေါ့နော်ဒီ sales တဲမှာကတော့ဒါအကုန်လုံးမြင်ရလိမ့်မယ်ဒါဆိုလို့ရှိရင်ဒါခုနကပြောခဲ့တဲ့ဒါကတော့ pipeline ပေါ့နော်။ဆိုလို့ရှိရင်ကိုက activities ပေါ့ activities ဆိုလို့ရှိရင်ဒါခုနကညီမမှတ်ထားခဲ့တဲ့တူဆိုလို့ရှိရင်ဒါကသူပြန်ပြီးတော့ဘယ်ရက်မှာသူပြန်ပြီးတော့ခေါ်ရမယ်ဆိုတဲ့ဟာမျိုးလေးဒါနောက်2ရက်နေလို့ရှိရင်ဒါဖုန်းခေါ်ရမယ်ဆိုတဲ့ activity ရှိနေတဲ့ဟာလေးပေါ့နော်ဒါမျိုးလေးမြင်ရတာပေါ့နော်ပြောလို့ရှိရင် meeting လေးလည်းရှိနေတယ်ဆိုတဲ့ဟာလေးပေါ့ဒီလို activities လေးလည်းတွေ့ရမယ်ပေါ့နော်အဲလို့ရှိရင်ကိုယ့်ရဲ့ team ပေါ့ကိုယ့်ရဲ့ team မှာဆိုလို့ရှိရင်ရောဒီ sales team နဲ့မှာဆိုလို့ရှိရင်ကိုကမှတ်ထားလို့ရတယ်ကိုယ့်ရဲ့ sales team နဲ့မှာဘယ်သူတွေပါနေရလဲဘယ် employee တွေရှိနေရလဲဆိုတဲ့ဟာကိုဒီမှာတစ်ခါတည်းမှတ်ထားခဲ့လို့ရတာပေါ့နော်အဲလိုမျိုးလေးတွေမြင်ရမယ်အဲလို့ရှိရင်ကိုယ့်ရဲ့ customer တွေပေါ့ဒါဆိုလို့ရှိရင်ဒါ customer list တွေပေါ့နော် customer list တွေကိုဒါမြင်ရမယ် quebec customer တွေရှိတယ်ကိုမှတ်ထားခဲ့တဲ့ဒီ contact ထဲမှာရှိတဲ့ဟာတွေအကုန်လုံးကိုဒီထဲမှာအကုန်လုံးခါတယ်မြင်ရတာပေါ့နော်camera view နဲ့ကြည့်ချင်တာလား list view နဲ့ကြည့်ချင်တာလားဆိုတဲ့ဟာတွေကိုမတို့အကုန်လုံးဒီထဲမှာတစ်ခါတည်းမြင်ရမယ်ပေါ့နော်ဒါကတော့ CRM module လေးထဲမှာပါတယ်ဒီ feature လေးတွေကိုညီမအနေနဲ့အချင်းချုပ်လေးရှင်းပြပေးသွားတာပဲဖြစ်တယ်ပေါ့နော်Auto ထဲမှာပါတယ် CRM ကိုအသုံးပြုခြင်းအပြင် management တွေ address ဆိုလို့ရှိရင်လည်းဒါကကြီးရတဲ့ဟာက real time လည်းဖြစ်တယ်ပြီးတော့ flexible လည်းဖြစ်တယ်useful လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုက
အရင်လတော့ငါဆိုလို့ရှိရင်တော့ငါတို့က customer ဘယ်နှယောက်ရခဲ့တယ်ဒီလမှာဆိုလို့ရှိရင်ရောဘယ်နှယောက်ရတယ် least customer ကတော့ဘယ်နှယောက် focus target customer ကတော့ဘယ်နှယောက်ဆိုတာဟာကိုအလွယ်တကူဒီထဲမှာပဲ filter ခောက်ပြီးတော့ကြည့်လို့ရမယ်ပေါ့နော်မှတ်မယ်ဆိုလို့ရှိရင်လည်းအလွယ်တကူမှတ်လို့ရမယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ system ကလူတွေကအကယ်၍မြန်ကိုကဟိုမနစ်ကcustomer ကိုပြန်ပြီးတော့ follow လက်ချင်တာမျိုးဆိုလို့ရှိရင်လည်းဒီ CRM နဲ့ Meta Mode တို့ပြန်ပြီးတော့လိုက်လို့ရမယ်ပေါ့နော်ဒီလိုမျိုးလေးတွေကတော့ဒါ CRM ကိုအသုံးပြုခြင်း O2 ရဲ့ CRM ကိုအသုံးပြုခြင်းအပြင်ရလာမယ့်အကျိုးကျေးဇူးလေးတွေပဲဖြစ်တယ်ပေါ့နော်ဒါကတော့ဒီနေ့ O2 ထဲမှာဆိုလို့ရှိရင် CRM မို့ကျူလေးတွေထဲမှာဘယ်လိုမျိုးလေးတွေကိုယ့်ရဲ့ customer တွေကို list ထဲမှာ notes အသစ်ကိုမှတ်ထားလို့ရမလဲဘယ်လိုမျိုးလေးတွေ report ပြန်ပြီးတော့ကြည့်လို့ရမလဲဆိုတဲ့ဟာလေးတွေကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ရှင်